အားလုံးပဲမင်္ဂလာပါ Time Base ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့အကယ်၍တတိယကမ္ဘာစစ်သားဖြစ်ခဲ့ကြလို့ရှိရင်ကမ္ဘာပေါ်မှာဘယ်နိုင်ငံဘယ်ဒေသတွေကအလုံးချုံဆုံးနိုင်ငံအလုံးချုံဆုံးဒေသတွေဖြစ်မလဲဆိုတာကို Time Base နဲ့တူရှာဖွေကြည့်လိုက်ကြရအောင်နံပါတ်1 New Zealand နိုင်ငံနံပါတ်1ရွေးချယ်မှုကတော့ New Zealand နိုင်ငံဖြစ်ပါတယ်သူက Pacific သမုဒ္ဒရာအတွင်းမှာရှိတဲ့ကျွန်းနိုင်ငံလေးတစ်ခုဖြစ်တယ်ပြီးတော့သူကဒီကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ American, Russia တရုတ်တွေနဲ့အရင်ဝေးတဲ့နေရာမှာရှိတယ်ဒါကြောင့်ပဲအကယ်၍များတတိယကမ္ဘာစစ်ဖြစ်လာပြီးဟဲ့ဆိုတာနဲ့ဒီတခြားနိုင်ငံတွေကဒီကျွန်းနိုင်ငံတစ်ခုကိုကျူးကျော်ဝင်ရောက်လာဖို့ဆိုရင်ပုံမှန်ကုန်းတွင်းနိုင်ငံတစ်ခုကိုကျူးကျော်တဲ့အခါမှာအသုံးပြုတဲ့လူဦးရေလက်နက်အင်အားငွေကြေးအင်အားတွေရဲ့ဆဲဆနေပါလားအသုံးပြုရမှာဖြစ်တဲ့အတွက်ဒီ New Zealand ကိုရုတ်တရက်ကျူးကျော်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးပြီးတော့မှတစ်ဖက်မှာလည်း New Zealand ရဲ့လူဦးရေက9 တန်းလောက်ပဲရှိတယ်သူကဒီသူ့ရဲ့အားသာချက်ကဘာတွေလဲဆိုတော့ဒီရေခံမြေခံကောင်းတယ်ရာသီဥတုကောင်းတယ်ပြီးတော့သူ့ရဲ့နိုင်ငံလုံးမှာအသုံးပြုတဲ့စိုက်ပျိုးရေးနည်းလမ်းတွေအရင်အဆင့်မြင့်တယ်အဲ့အတွက်ကြောင့်ပဲအခုလက်ရှိတင်ကိုပဲဒီသူ့ရဲ့နိုင်ငံလုံးစာထက်ကိုမှပို့ပြီးတော့ပဲသူ့စီမှာဒီအသားတွေဂျုံတွေနှုတ်ထွက်ဖြစ်စီတဲ့တိတိရွက်တွေကအလျံပယ်ပဲရှိတယ်ဒါကြောင့်အကယ်၍များတတိယကမ္ဘာစစ်ဖြစ်လာပြီးဟေ့ဆိုရင်ဒီကမ္ဘာတဝန်းကနေပြီးတော့အရင်မြစ်တွေပိတ်ဆို့လိုက်ရင်တော့မှပဲဒီ New Zealand ကသူ့စီမှာရှိတဲ့သူ့ဒေသအတွင်းကနေပြီးတော့ထွက်တဲ့ပစ္စည်းတွေနဲ့ပဲနှစ်တော်ကြာအထိကိုရပ်တည်နိုင်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ဒါကြောင့်ပဲကျွန်တော်ရဲ့ပထမဆုံးရွေးချယ်မှုနေရာမှာရှိနေတာဖြစ်ပါတယ်နံပါတ်2 Iceland နိုင်ငံနံပါတ်2ရွေးချယ်မှုကတော့ Iceland ဖြစ်ပါတယ်သူကလူဦးရေ4 သိန်းကျော်လောက်ပဲရှိတယ်ဒါပေမဲ့တစ်ဖက်မှာသူက geothermal energy လို့ခေါ်တဲ့ဒီကမ္ဘာမြေတွင်းကအပူတွေကိုအသုံးပြုပြီးတော့လျှက်စစ်မီးထုတ်တဲ့ဒီနည်းပညာရဲ့ hydroelectric power လို့ခေါ်တဲ့ဒီရေအားလျှက်စစ်နည်းပညာတွေကအရင်အဆင့်မြင့်တာဖြစ်တဲ့အတွက်ကျွန်တော်ခုနကပြောတဲ့အတိုင်းသူ့ရဲ့ဒီတနိုင်ငံလုံးမှာရှိတဲ့လူဦးရေ4 သိန်းကျော်လောက်ကိုဒီစွမ်းအင်တွေမျှဝေပြီးအသုံးပြုဖို့ဆိုတာကအရင်ကမှပဲသူတို့လွယ်ကူနေတယ်ပေါ့နော်ဒါကြောင့်များအကယ်၍များတတိယကမ္ဘာစစ်ဖြစ်လာကြလို့ရှိရင်ကမ္ဘာအရင်မြစ်တွေကပိတ်လိုက်ရင်တော့မှပဲသူ့ရဲ့နိုင်ငံထဲမှာသူ့ရဲ့နိုင်ငံသားတွေအတွက်လုံလောက်တဲ့ energy တွေလုံလောက်တဲ့နည်းပညာတွေစွမ်းအင်တွေကိုအချိန်တိုင်းတာတစ်ခုအထိအလွယ်တကူရရှိနေသေးတာဖြစ်တဲ့အတွက်ဒါကျွန်တော်ရဲ့ဒုတိယရွေးချယ်မှုနေရာမှာရှိနေတာဖြစ်ပါတယ်နံပါတ်3 Switzerland နိုင်ငံနံပါတ်3အနေနဲ့ရွေးချယ်ထားတာကကျတော့ Switzerland နိုင်ငံဖြစ်ပါတယ်သူကဒီ Alps တောင်တန်းတွေဝန်းရံထားတဲ့နိုင်ငံတစ်ခုဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်ဒီတတိယကမ္ဘာစစ်ဖြစ်ကြလို့ရှိရင်တခြားနိုင်ငံတွေအနေနဲ့ရုတ်တရက်ကြီးကျူးကျော်ဝင်ရောက်ဖို့ဆိုတာဒီ Alps တောင်တန်းတွေကိုဖျက်ကျော်ပြီးဝင်ရောက်လာမှာဖြစ်တဲ့အတွက်ဒီရုတ်တရက်ကျူးကျော်ဖို့ဆိုတာမဖြစ်နိုင်ဘူးပြီးတော့တခြားတစ်ခုကသူ့ရဲ့အာသာချက်ကဘာလဲဆိုတော့ဒီ Switzerland နိုင်ငံတစ်နိုင်ငံလုံးမှာလူဦးရေက9 တန်းကျော်လောက်ပဲရှိတယ်ဒါပေမဲ့သူ့ရဲ့ဒီမြေအောက်မှာပေါ့နော်သူတို့ဒီပုံးခိုဖို့ဆိုပြီးတော့ဒီထောင်ထားတဲ့ဒီ shelter ပေါ့ nuclear bunker လို့ကျွန်တော်ခေါ်ပါပေါ့အဲ့အရေးအတွက်ကလူဦးရေအားလုံးထက်လုံလောက်တဲ့အပြင်ပိုတောင်ပိုနေသေးတယ်ဒီတနိုင်ငံလုံးကြီးလိုက်ကြလို့ရှိရင်ဒီ nuclear bunker တွေ nuclear ပေါက်ကြလို့ရှိရင် nuclear ကွဲကြလို့ရှိရင်သူတို့ဒီပုံးခိုဖို့ဆိုပြီးတော့သူတို့အစာရည်စာတွေဖြည့်တာတွေဆေးဝါးတွေအားလုံးလို့ဖြည့်ရတယ်အခန်းလို့ပဲကျွန်တော်အလွယ်တကူခေါ်ရမှာနော်အဲ့လိုအခန်းငယ်ကောင်ပေါင်းကဒီတနိုင်ငံလုံးမှာ3,900,000ကျော်ရှိတယ်ဒီ3,900,000ဆိုတဲ့ bunker ကသူတို့ရဲ့တနိုင်ငံလုံးမှာရှိတဲ့လူကြီးဒီ9 တန်းကျော်လောက်ကိုကောင်းကောင်းမွန်မွန်နှစ်အတော်ကြာအောင်ဒီကောင်းကောင်းမွန်နေထိုင်နိုင်တဲ့ bunker အကြီးအတွက်ဖြစ်တယ်အဲ့အတွက်ကြောင့်များဒီတတိယကမ္ဘာစစ်ဖြစ်လာပြီးဟေးဆိုရင်ဒီ Switzerland နိုင်ငံကသူ့ရဲ့လူတွေအကုန်လုံးကိုခုနကကျွန်တော်ပြော nuclear bunker တွေထည့်မယ်အဲ့ဒီမှာအစားအသောက်ရှိတဲ့ကျန်းမာရေးရှိတယ်စသဖြင့်သူတို့ကောင်းကောင်းမွန်ဆောက်ရှောက်နိုင်တာဖြစ်တဲ့အတွက်ဒီဘာမှစိတ်ပူစရာမလိုဘူးပေါ့နော်ဒါကြောင့်ပဲဒီ Switzerland နိုင်ငံကကျွန်တော်ရဲ့တတိယရွေးချယ်မှုအနေနဲ့ရှိတဲ့နိုင်ငံဖြစ်ပါတယ်နံပါတ်4 Bhutan နိုင်ငံနံပါတ်4အနေနဲ့ရွေးချယ်ထားတာကကျတော့ Bhutan နိုင်ငံဖြစ်ပါတယ်သူကဒီဟိမဝန္တာတောင်တန်းကြားမှာတည်ရှိတဲ့နိုင်ငံငယ်လေးတစ်ခုဖြစ်တယ်ဒါကြောင့်ပဲအကယ်၍ကမ္ဘာစစ်ဖြစ်လာပြီဆိုရင်တခြားနိုင်ငံကနေပြီးတော့ဒီ Bhutan နိုင်ငံကိုကျူးကျော်ဝင်ရောက်ဖို့ဆိုရင်သူ့ကိုဒီတောတွေတောင်တွေအထက်ထပ်ကာရန်ထားတာဖြစ်တဲ့အတွက်ကျူးကျော်ဝင်ရောက်ဖို့ဆိုတာအရင်ခက်ခဲတယ်ပြီးတော့တစ်ဖက်မှာလည်းဒီ Bhutan နိုင်ငံကသူ့ရဲ့သမိုင်းအဆက်ဆက်မှာဒီကမ္ဘာနိုင်ငံရေးကမ္ဘာစစ်ရေးတွေနဲ့တကယ်ကမှဝေးနေခဲ့တဲ့နိုင်ငံတစ်ခုဖြစ်တယ်ဒါကြောင့်လည်းဒီကမ္ဘာကနေပြီးတော့ Bhutan နိုင်ငံဆိုတာကိုငြိမ်းချမ်းရေးနယ်ပယ်တစ်ခုအနေနဲ့သတ်မှတ်ထားပြီးတော့သူကဒီကမ္ဘာစစ်ရေးရပဲကြီးဒီအင်အားကြီးနိုင်ငံတွေပြိုင်ဆိုင်မှုကြားထဲမှာသူကဘယ်လိုပြောရမလဲဒီအရန်ကမှအချက်ချာကြတဲ့ဒေသတစ်ခုမဟုတ်နေဘူးပေါ့နော်အဲအတွက်ကြောင့်လည်းဒီ Bhutan နိုင်ငံကဒီကမ္ဘာစစ်ဖြစ်လာပြီဆိုရင်
ကျွန်တော်တို့ဒီတော့ရှောင်းတင်တဲ့အလုံးချုံဆုံးနိုင်ငံဆိုတဲ့နေရာမှာကျွန်တော်နံပါတ်4အနေနဲ့ရွေးထားတာဖြစ်ပါတယ်နံပါတ်5 Australia နိုင်ငံနံပါတ်5နောက်ဆုံးအနေနဲ့ရွေးချယ်ထားတဲ့နေရာကကျတော့ Australia နိုင်ငံဖြစ်ပါတယ်သူကဒီ New Zealand နိုင်ငံလိုပဲစိုက်ပျိုးရေးမြေခံဒေသကောင်းမှာရှိတယ်ပြီးတော့မှသူရဲ့စိုက်ပျိုးနည်းလမ်းနဲ့အရင်စစ်မြင့်တယ်နောက်ထပ်အားသာချက်တစ်ခုကဘာလဲဆိုတော့ဒီ Australia ရဲ့မြေနေရာအခြေဝန်းကသူ့စီမှာရှိတဲ့နိုင်ငံသားနိုင်ငံသူတွေထက်ကိုမှပဲအများကြီးပို့နေသေးတယ်ဒါဘာကိုပြောရလဲဆိုတော့အကယ်၍များတတိယကမ္ဘာစစ်ဖြစ်လာကြလို့ရှိရင်သူ့ရဲ့လူဦးရေတွေအနေနဲ့တခြားနေရာတခြားဒေသကိုအလွယ်တကူပုံရှောင်နိုင်တယ်ပြီးတော့တစ်ဖက်မှာလည်းစိုက်ပျိုးရေးကအရန်ကောင်းတာဖြစ်တဲ့အတွက်ဒီကမ္ဘာအရင်မြစ်တွေပိတ်လိုက်ရင်တော့မှပဲသူ့ရဲ့နိုင်ငံထဲမှာနေဖို့နေရာရှိတယ်ပြီးတော့မှဒီနေစဉ်စားဖို့အစားအသောက်တွေရှိတာဖြစ်တဲ့အတွက်ကျွန်တော်နံပါတ်5အနေနဲ့ရွေးချယ်ထားတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးတဲ့အရောက်ချင်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ခေါင်းစဉ်တွေတမိုင်းတွေကအကြောင်းအရာတွေကိုဆက်လက်ပြီးတော့တင်ပြပေးသွားမှာမလို့ကျွန်တော်ကိုယ်တိုင်လည်းလုပ်ရတာဒီဗီဒီယိုလေးလုပ်ရတာအားရှိအောင်ကျွန်တော်ရဲ့ဗီဒီယိုအသစ်တွေတင်ကြလို့ရှင်လည်းမလွတ်သွားရအောင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်ကျေးဇူးများတင်ပါတယ်